ကဲရှင်တို့ရေရှားဆောင်လက်ဖက်တပြက်တီဆက်ပြခဲလေးလုပ်ပြမှာဖြစ်ပါတယ်ရှင်ဒီနည်းကိုတော့အများစုက HP သို့မဟုတ် hot process နည်းလို့ခေါ်ပါတယ်ရှင်ဒီနည်းနဲ့ကတဘာဝနည်းဖြစ်လို့ပါဝင်ပစ္စည်း85ရာခိုင်နှုန်းကတဘာဝပစ္စည်းတွေပဲဖြစ်ပါတယ်ကဲအရင်ဦးဆုံးပါဝင်တဲ့စီတွေကိုကျမတို့ချိန်ပါမယ်အချိုးကိုဗီဒီယိုရဲ့အနောက်မှာပြထားပေးပါတယ်အဲ့မှာသွားကြည့်နိုင်ပါတယ်ရှင်စီတွေထဲမှာကျမကစပါးစီကနော်လာပြီးသွားတော့တန်လွင်စီနဲ့အုံးစီတို့ကိုသုံးပြီးတော့ stearic acid ကိုတော့ဆက်ပြမှာဖို့အတွက်အသုံးပြုပါတယ်ရှင်စီတွေအားလုံးနဲ့ stearic acid ကိုချိန်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကသူတို့အားလုံးကိုအပူချိန်60 degree Celsius ရတဲ့အပူပေးထားပြီးတော့မှတစ်ဖက်မှာလည်းကျမတို့ distilled water နဲ့ sodium hydroxide ကိုချိန်ပါမယ်ရှင်တဲ့အခါမှာအခုမှစားလုံးမဲ့သူတွေအတွက်ကသူတို့နှမျိုးကိုခွဲချိန်ဖို့ကျမကအကြံပေးလိုက်ပါတယ်ဒီနှမျိုးဖြော်ပြီးရရှိလာတဲ့အရည်ကို lime water လို့ခေါ်ပါတယ်ရှင် gas slow cooker ထဲမှာကျမတို့အပူပေးထားတဲ့စီတွေက60 degree Celsius ရပြီဆိုလို့ရှိရင် lime water အပူချိန်ကိုလည်း60 degree Celsius မှာရလာပြီဆိုတာနဲ့ဒီနှမျိုးကိုကျမတို့ရောလို့ရပါပြီသူတို့ကိုရောတဲ့အခါမှာ stick burner ရှိတဲ့သူက stick burner နဲ့3မိနစ်ကနေ5မိနစ်ခန့်မွေနိုင်ပြီးတော့မှရှိတဲ့သူတွေအတွက်ကတော့ဇွန်းဒါမှမဟုတ်ကျမတို့ချက်ဥခောက်တန်နဲ့လည်းမွေနိုင်ပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မှအားလုံး1နာရီခန့်လောက်ချက်ပေးရမှာဖြစ်ပါတယ်ဆက်ပြသားတွေချက်နေတဲ့အချိန်မှာအခုလိုလေးဝေလာပြီးဆိုလို့ရှိရင်ကျမတို့ကအဖုံးလေးကိုဖွင့်ပြီးတော့မှပြန်မွေပေးလိုက်ပါပြီးရင်တော့အချိန်ပြည့်တဲ့အထိကိုကျမတို့ကအဖုံးလေးဖုံးပြီးတော့မှမီးအေးကလေးနဲ့ချက်ထားပေးရပါမယ်ဆက်ပြခဲလုပ်တဲ့အခါမှာလုပ်နည်းတွေကအများကြီးရှိပါတယ်အရင်တနေ့ကကျမတင်ထားပေးတဲ့နည်းကအေးစနစ်နဲ့လုပ်တဲ့ဆက်ပြခဲပေါ့နော်ဒီနေ့လုပ်တဲ့နည်းကတော့အပူစနစ်နဲ့လုပ်တဲ့ဆက်ပြခဲဖြစ်ပါတယ်ဆက်ပြတွေကိုထည့်သုံးဖို့အတွက်ရှားဆောင်လက်ဖက်တွေကိုကျမတို့ကဘရန်ဒါနဲ့ကြိတ်ထားပေးလိုက်ပါတယ်အေးစစ်ယူထားတဲ့တပြက်တီအနစ်တွေကိုကျမတို့ဒီထဲကိုထည့်ပေးလိုက်ပါမယ်ရှင်တပြက်တီစားကျမတို့တခြားအသီးတွေအရွက်တွေထည့်ချင်တယ်ဆိုရင်လည်းရပါတယ်အရန်ကျဲတဲ့အသီးတွေဆိုလို့ရှိရင်တော့ကျမတို့အလေးချိန်ကိုနည်းနည်း short ပေးဖို့တော့လိုပါတယ်ဒါမှမဟုတ်လို့ရှိရင်ဆက်ပြသားတွေကပျော့တာတွေဖြစ်တတ်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ခြားဆောင်လက်ပတ်အရေရောတပြက်တီအရေကိုပါကျမကတူတူရောကြီးထည့်ပြီးတော့မှမွေလိုက်ပါတယ်ဆွန်းနဲ့မွေရတာအားမရလို့ကျမက stick burner လေးကိုပါယူပြီးတော့မှဆက်ပြသားနဲ့သားတွေကျသွားတဲ့အထိမွေပေးလိုက်ပါတယ်ရှင် hot process လို့ခေါ်တဲ့အပူစနစ်နဲ့လုပ်တဲ့ဆက်ပြတွေကိုကျမတို့ကအခဲခံပြီးတာနဲ့ခန္ဓာကိုယ်အတွက်ဆိုလို့ရှိရင်တန်းသုံးလို့ရပါတယ်ညနေအတွက်သုံးမဲ့ဆိုလို့ရှိရင်တော့ပုံမှန်အဖြစ်ကျမကလေဝင်လေထွက်ကောင်းတဲ့နေရာမှာတစ်လလောက်ထားပြီးမှသုံးပါတယ်ရှင်ရှားဆောင်လက်ပတ်တွေနဲ့ကျမတို့တပြက်တီဆက်ပြသားတွေကတေချာလေးရောပြီးသွားပြီဆိုလို့ရှိရင်တော့အဖုံးလေးအုပ်ပြီး5မိနစ်လောက်ထပ်ချက်ထားပေးလိုက်ပါတယ်အခုမြင်နေရတဲ့အတိုင်းဆက်ပြသားလေးတွေကကြီးကြီးကလေးဖြစ်လာပြီဆိုရင်ဒါဆိုရင်ရပါပြီရှင်သူ့ကိုမိမိအဆင်ပြေအောင်ပုံစံခွက်ထဲမှာတွားပြီးတော့ထည့်နိုင်ပါပြီနော်ပုံစံခွက်တွေထဲကိုထည့်တဲ့အခါမှာကျမတို့နည်းနည်းချင်းစီထည့်ပြီးတော့မှသူ့ကိုခောက်ပေးရမှာဖြစ်ပါတယ်အပေါ်ပိုင်းတွေကိုလည်းမိမိစိတ်ကြိုက်ညှိယူနိုင်ပါတယ်ရှင်ကျမကတော့အခုလိုလေးတွေအတွန့်လေးတွေပါတာကြိုက်ပါတယ်ဆက်ပြကကျမကနှစ်ခွက်စာလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမတစ်ခွက်မှာကျမအနံ့မထည့်ပါဘူးဒုတိယတစ်ခွက်အတွက်ကိုပဲကျမကအနံ့ထည့်သုံးပါတယ်အဲ့မှာကျက်လာတဲ့ဆက်ပြသားတွေကိုအနံ့လေးထည့်ပြီးတော့မှခွက်ထဲကိုထည့်ပြီးတော့ကျမတို့24နာရီကနေ36နာရီအခဲခံထားပေးလိုက်ပါတယ်အဲ့လိုလေးအခဲခံထားပြီးတော့မှခဲသွားပြီဆိုလို့ရှိရင်တော့မိမိစိတ်ကြိုက်အတုံးလေးတွေကိုတုံနိုင်ပါပြီရှင်ကျမကိုလာမင်းကြတဲ့ဆက်ပြခဲတွေကရောင်းတာလားတဲ့အရင်ကရောင်းပါတယ်ရှင်အခုတော့ထိုင်းကနေပစ္စည်းပို့ရတာခက်လို့အိမ်သုံးအတွက်ပဲလုပ်ပါတယ်ရှင်ဆိုဒီယမ်ဟိုက်ဒရိုက်ဆိုက်ပါတဲ့ဆက်ပြမလို့ကျမတို့ကင်တွေတဲ့အခါမှာအထူးသတိပြုထားရပါတယ်အဲဒါကြောင့်ပြန်မလုပ်ခင်မှာကျမအရင်ကတင်ထားပေးတဲ့ဗီဒီယိုတွေကိုတေချာလေးလာပြီးတော့မှပြန်လုပ်ဖို့အကြံပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အဆင်ပြေကြပါစေဘိုင်ဘိုင်